ဝိနည်းဆိုသည်ဟာပြောစရာအလုပ်တစ်ခုမဟုတ်ဘဲနဲ့တတိပေးနေတဲ့အနေအထားမျိုးတစ်ခုခေါင်းလောင်းတီးနေတဲ့အနေအထားတစ်ခုအနေနဲ့ပဲမှတ်ကြရမှာအရေးတကြီးလို့ခေါင်းလောင်းထိုးနေပြီဆိုတဲ့အဓိပ္ပာယ်မျိုးပဲသက်ကြီးလာပြီလူတိုင်းဟာသက်ကြီးလာနော်အဲ့ဒီလိုတတိတံဝေကနဲ့နေပြီးတော့မကောင်းတဲ့ဇေယျတွေရှိရင်ကောင်းတဲ့ဇေယျတွေဖြစ်အောင်ထူးသဖြင့်သူတော်သူမြတ်ဆိုတဲ့အနေအထားမျိုးအရေးချင်းလည်းကောင်းရမယ်မြင့်မြတ်တဲ့စိတ်ဓာတ်တွေလည်းရှိအောင်မွေးမြူလေ့ကျင့်ကြရမှာဖြစ်ပါတယ်အဝတ်ကလေးပြောင်းလိုက်ရုံနဲ့သူတော်သူမြတ်ဖြစ်တာမဟုတ်ဘူးအရေးချင်းမှာထုတ်လုပ်နိုင်မှသူတော်သူမြတ်ဖြစ်တယ်ပေါ့အဝတ်အစားတို့အနေထိုင်တို့ဆိုတာဟာတာမန်အပေါ်ယံမြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့မိမိရဲ့အရေးအသွေးတွေပြောင်းလဲဖို့ရာအမှန်တမ်းအရေးကြီးတယ်မွေးနေ့အခါသမယမှာကုသိုလ်ကောင်းမှုတွေလုပ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မိမိရဲ့အရေးချင်းကောင်းတွေရအောင်လူတိုင်းကြိုးစားအားထုတ်ကြ